အားလုံးပဲမင်္ဂလာပါ United Glory 7ကနေပြီးတော့ United Break သက်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ August လ23ရက်နေ့ပေါ့နော် United နဲ့ပတ်သက်ပြီးရရှိထားတဲ့ပြောင်းရွှေ့သတင်းကြောင်းအရာတချို့ကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီထဲကမှကျွန်တော်တို့ United အသင်းက Joshua Zirkzee ကိုသဘောကျနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ယူခဲ့တဲ့အသင်းကိုကျွန်တော်မရောချနိုင်သေးဘူးပေါ့နော်ပြီးတော့ငှားလဲမချနိုင်သေးဘူးပြီးရင်ကျွန်တော်တို့ United ကဒီ PSG အသင်းရဲ့တိုက်စစ်ကစားသမားလေးတစ်ယောက်ကိုခေါ်ယူဖို့အတွက် PSG တန်ကိုဆက်သွယ်ထားတဲ့သတင်းကြောင်းအရာတွေပြီးရင်ကျွန်တော်တို့ဒီကာလုဘာလေဘာနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Joshua Zirkzee နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးပြောကြည့်ကြရအောင်ပေါ့နော်ကျွန်တော်တို့ဒီရာသီချုပ်ခြေစမ်းပွဲတွေမှာ Joshua Zirkzee ကသူကစားခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံးမှာပေါ့နော်ဒီအကောင်းဆုံးပုံစံတွေပြသခဲ့တယ်ဆိုပြီး United ကယူဆနေတယ်ဒီအတွက်ကြောင့်မလို့ Joshua Zirkzee ကို United တို့ကဒီ Juventus တို့ကအသေးအံစိတ်ဝင်စားနေသည့်တိုင်အောင်တော့မှကစားသမားကိုကျွန်တော်အငှားမချခြင်းဘူးပေါ့နော်အကယ်၍ဒီJuventus တို့အနေနဲ့သူတို့ကစားသမားကိုလိုချင်တယ်ဆိုရင်ကျွန်တော်အငှားပလက်အပိသက်ဝယ်ယူခွင့်စာချုပ်ချုပ်ဆိုမှသာလေကစားသမားကိုရောင်းချနိုင်မယ်ဆိုပြီးတော့ဒီအသင်းကနေပြီးတော့ထုတ်ပြန်ထားတယ်Juventus အသင်းကလည်းကစားသမားကိုတောက်လျှောက်ဆိုလိုမျိုးဆက်သွယ်မှုတွေပြုလုပ်လာတယ်ကစားသမားအနေနဲ့ကလည်းကျွန်တော်တို့Juventus အသင်းကဆက်သွယ်မှုပြုလုပ်လာတယ်ဆိုရင်ပြောင်းရွှေ့ဖို့အတွက်ကတော့လမ်းဖွင့်ထားတယ်ဘာကြောင့်လဲဆိုတော့ United ကကစားသမားကိုအသင်းပြောင်းရွှေ့လို့ရတယ်ဆိုပြီးတော့ပြောထားတာဟုတ်အခုလက်ရှိမှာတော့ United က Joshua Zirkzee ရဲ့စွမ်းဆောင်ရည်တွေကိုသဘောကျနှစ်သက်မှုရှိနေတယ်ပေါ့နော်မင်းညာကစားသွားတဲ့ပွဲစဉ်မှာလည်းကျွန်တော်တိုက်စစ်မှာအကောင်းဆုံးပုံစံတွေသူ့ရဲ့ဒီ play style နဲ့ကိုက်ညီတဲ့ပုံစံမျိုး Michael Carrick ကကျွန်တော်တို့ကစားခိုင်းလိုက်တယ်ကစားခိုင်းလိုက်တာနဲ့တူပါတယ်အကောင်းဆုံးပုံစံနဲ့ဒီ Brian Mbeumo ရဲ့ Amad Diallo ရဲ့ဒီ၃ယောက်ကတိုက်စစ်မှာတွဲညီညီနဲ့အကောင်းဆုံးပုံစံလုတ်ပြသွားတယ်ပြီးရင်ကျွန်တော်တို့မင်းညာကသွင်းကိုတကိုးလဲသူသွင်းယူနိုင်ခဲ့တယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ United က Joshua Zirkzee ကိုတိတ်ပြီးတော့အငှားမချခြင်းသေးဘူးပေါ့နော်အစီအစဉ်မရှိသေးဘူးသူရဲ့ခြေစွမ်းတွေပေါ်မှာဂျင်းတက်အားရမှုရှိနေတယ်တခုရှိတာကJuventus တို့အနေနဲ့ဒီ United သဘောကျနှစ်သက်မဲ့ပြောင်းရွှေ့ခြင်းဒါမှမဟုတ်ဒီတခြားအကြောင်းအရာတွေနဲ့ကန့်လန့်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားကိုကျွန်တော်တို့ရောင်းချခြင်းလဲရောင်းချသွားနိုင်တယ်ဒီကြတာတစ်ခုကတော့အငှားပလက်ပြီးသက်ဝယ်ယူခွင့်ဒါကတော့ပါမောက်ကိုဖြစ်လိမ့်မယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့ Joshua Zirkzee က Juventus အသင်းကိုမရောက်ရှိဘဲနဲ့ United အသင်းမှာပဲဆက်ပြီးတော့နေသွားရမယ့်အခြေအနေဒီမှာရှိနေပါတယ်နောက်ပြီးတော့ဒီ Benjamin Sesko ရဲ့ဒဏ်ရာပြဿနာကလည်းအခုနောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်ပေါ့နော်ဒီ AC Milan နဲ့ပွဲမှာတော့မှကျွန်တော်တို့ပွဲထွက်ကစားသမားအဖြစ်ပါဝင်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒီအတွက်ကြောင့်မလို့ Joshua Zirkzee ကိုလည်းအသင်းကနေပြီးတော့ရောင်းထုတ်နိုင်လိမ့်အောင်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်အသင်းမှာနောက်ထပ်တိုက်စစ်ကစားသမားတစ်ယောက်မရောက်ရှိသေး၍ပေါ့နော်Zirkzee ကအသင်းမှာပဲဆက်လက်ပြီးတည်ရှိနေအောင်မယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ဒါကတော့ Joshua Zirkzee နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးပေါ့နော်ဒီနောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒီကာလုဘာလေဘာနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးပေါ့နော်ဒီ Brighton အသင်းရဲ့ကွင်းလယ်ကစားသမားလေးကာလုဘာလေဘာကို United ကအသေးအတန်ကိုသဘောကျနှစ်သက်မှုရှိခဲ့တာအခုမှမဟုတ်ဘူးเนาะပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်ကလေးကဒီကစားသမားကိုသဘောကျနှစ်သက်မှုရှိခဲ့တယ်အဲတော့ကလေးကစားသမားကိုခေါ်ယူဖို့အတွက် United တို့ကကျွန်တော်ပေါင်82မှာ9သန်းသုံးပြီးတော့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်ဒါပေမဲ့Brighton အသင်းကသူတို့ရဲ့ကစားသမားလေးကဒီထက်ဈေးပိုရနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ပေါင်တန်း100သူတို့တောင်းခဲ့တယ် United ကပေါင်တန်း100ဆိုရင်လုံးဝခေါ်ယူမှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီနွေရာသီမှပဲခေါ်ယူတော့မယ်ဆိုပြီးတော့နွေရာသီမှာလည်းတောက်လျှောက်ဆိုသလိုမျိုးကစားသမားကိုကျွန်တော်တို့ကန့်လန့်မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Brighton အသင်းကထုံးစံအတိုင်းပဲပေါင်တန်း100မရလို့ပယ်ချခဲ့တယ်ပေါ့နော် United ကလည်းကျွန်တော်ကစောင်းစီသေးကွက်မှာတော့ကစားသမားကခြေစွမ်းပြနေတဲ့အချိန်တုန်းကပေါင်85တန်းပေးခဲ့တယ်ဒါပေမဲ့ကစားသမားကအဖရိကဖလားကစားပြီးတော့ပြန်လာတဲ့အချိန်မှာစွမ်းဆောင်ရည်တွေကကျခဲ့တယ်ဒီအတွက်ကြောင့်မလို့ဒီကျွန်တော်တို့ United ကကစားသမားကိုပေါင်တန်း90လောက်နဲ့သတ်မှတ်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ Brighton အသင်းကပေါင်တန်း100ပဲသတ်မှတ်ထားတယ်ပေါင်တန်း100သတ်မှတ်ထားတာကို United တို့ကပေါင်85တန်းထပ်ပြီးတော့ခေါ်ယူဖို့လုပ်ခဲ့တယ်ဒါပေမဲ့ Brighton အသင်းကလုံးဝကိုလက်မလျှော့ခဲ့ဘူးပြီးရင်ကျွန်တော်တို့ Brighton အသင်းနဲ့ United တို့ဆွေးနွေးမှုတွေရှိခဲ့တယ်အဲ့ဆွေးနွေးမှုတွေကလည်းBrighton အသင်းလိုချင်နေတဲ့ငွေပမာဏအထိမရောက်ရှိတဲ့အတွက်ကြောင့်မလို့ဆွေးနွေးမှုတွေကပြတ်သွားရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကစားသမားတွေကလည်း United ကဘိုးကွင်းဇိုင်ယန်သဘောတူညီမှုကလုံးဝကိုပြောစရာမလိုဘူးရရှိပြီလို့ကိုကျွန်တော်တို့ကယူဆလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုဆိုရင်ကျွန်တော် United အသင်းကဒီကစားသမားလေးကိုအခုချိန်ထိပြောင်းရွှေ့ဒီကွင်းလယ်ပြစ်မှတ်တွေထဲမှာကျွန်တော်ဆက်လက်ပြီးတော့ထားရှိနေသေးပဲပေါ့နော်ဒီကျွန်တော်ပြီးရင်နောက်ထပ်ဒီကစားသမားလေးကဒီခြေချင်းဝတ်ဒဏ်ရာပေါ့နော်အရွတ်လာမသိဘူးပေါ့နော်ဒီဒဏ်ရာရရှိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့
စေကူတာမှုခံယူနေရတယ်ပေါ့ဒီအတွက်ကြောင့် United ကလည်းအနှဲငယ်နောက်ဆုတ်သွားခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်တို့ထွက်လာတဲ့သတင်းကြောင်းရာတွေအရဆိုရင်ပေါ့နော်ကာလိုဘာလေဘာရဲ့ပြောင်းရွှေ့ကြီးကကျွန်တော်တို့ပေါင်တန်း100ကနေပြီးတော့ပေါ့နော်ဒီပေါင်တန်း60နဲ့65တန်းဝန်းကျင်ထိပြောင်းရွှေ့ကြီးစည်းနှုန်းကကြာဆင်းသွားနိုင်တယ်ဆိုပြီးသိရတယ်ဒီလိုကြာဆင်းသွားနိုင်မယ်ဆိုရင် United တို့ကဒီကစားသမားကိုဒီခေါ်ယူဖို့ကြိုးပမ်းမှာလားပေါ့နော်ခုလက်ရှိကတော့ကစားသမားအနေနဲ့ကဒဏ်ရာရနေတယ်ဒဏ်ရာကလည်းဒီကုသဖို့အချိန်ကတော်တော်လေးတော့ယူရမှာဒီလိုဒဏ်ရာပြဿနာရှိနေတဲ့ကစားသမားကိုဒီပြောင်းရွှေ့ကြီးဈေးချလိုက်တယ်ဆိုရင် United တို့တကယ်ခေါ်ယူမှာလားပေါ့နော်ဒါမှမဟုတ်တခြားဒဏ်ရာကင်းစင်နေတဲ့ဒီကာလိုဘာလေဘာနဲ့ကစားပုံကိုက်ညီနိုင်တဲ့ကစားသမားတစ်ယောက်ကိုခေါ်ယူသွားမှာလားပေါ့နော်ကျွန်တော်ကတော့မထင်ဘူး United ကိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လိုအပ်နေတဲ့တတိယမြတ်ကွင်းလေကစားသမားကအသင်းမှာဒီဘယ်လိုခေါ်မလဲအကောင်းဆုံးပုံစံနဲ့ကစားပြနိုင်ရမှာပေါ့နော်ချက်ချင်းဆိုလိုမျိုးအသင်းရဲ့ကစားကွက်မှာကစားနိုင်မဲ့ကွင်းလေကစားသမားတစ်ယောက်ကိုလိုအပ်တာဒါကြောင့်မလို့ဒီဒဏ်ရာရနေတဲ့ကာလိုဘာလေဘာကိုဈေးကျနေတဲ့ဈေးအကယ်၍များပေါ့နော်ဈေးဒီပြောင်းရွှေ့ကြီးကျသွားတယ်ဆိုရင်တော့မှခေါ်ယူမယ်လို့ကျွန်တော်ကတော့မထင်ဘူးတခြားကစားသမားကွင်းလေကစားသမားတစ်ယောက်ကိုခေါ်ယူလိုက်မယ်လို့ကျွန်တော်ထင်တယ်ဆောင်းရသည်ဈေးကွက်မှာကျွန်တော်တို့ပြန်လဲဂျိုးပန်းခြင်းလဲဂျိုးပန်းနိုင်ဖွယ်ရှိတာပေါ့နော်ကစားသမားကတော့ United ကဟိုခေါ်မယ်ဆိုရင်ချက်ချင်းဆိုသလိုမျိုးပြောင်းရွှေ့သွားမယ်ကစားသမားတစ်ယောက်ကတော့ဒီကာလိုဘာလေဘာကတယောက်အပါဝင်ဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ကာလုဘာလေဘာနဲ့ပတ်သက်တဲ့ဒီထပ်မံထွက်ရှိလာတဲ့သတင်းအကြောင်းအရာတွေဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့တိုက်တိုက်စစ်အတွက်ကျွန်တော်နောက်ထပ်လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်တာပေါ့ဒါကတော့ဒီ PSG အသင်းပေါ့နော်ဒီ Paris Saint-Germain ရဲ့တောင်ပတိုက်စစ်ကစားသမားလေးကျွန်တော်တို့ဒီ Ibrahim Mbappe ကိုကျွန်တော်ခေါ်ယူဖို့အတွက် PSG အသင်းထံကျွန်တော်တို့ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးသိရတယ်။ United ကဒီကစားသမားလေးကိုကျွန်တော်တို့ပထမဦးဆုံးဦးစားပေးအနေနဲ့အငှားခေါ်ယူမယ်ပေါ့ဗျာအငှားပြီးရင်ဒါမှမဟုတ်ကျွန်တော်တို့ဒီအပိသက်ရွေးချယ်စရာအပိသက်ခေါ်ယူခြင်းလဲခေါ်ယူနိုင်တယ်ခုလက်ရှိဒီ PSG အသင်းထံကိုကျွန်တော်တို့ဆက်သွယ်ထားတာကအငှားနဲ့ခေါ်ယူခြင်းနေရပါတော့ဒီအသက်18နှစ်အရွယ်ကစားသမားလေးကိုUnited ကသဘောကျနှစ်သက်မှုရှိနေတယ် Benjamin Sesko ရဲ့ဒီအရန်တိုက်စစ်ကစားသမားတစ်ယောက်အဖြစ်ပေါ့နော်ဒီ Benjamin Sesko ရဲ့ PR တွေကိုရှော့ချနိုင်ဖို့အတွက်တိုက်စစ်ကစားသမားတစ်ယောက်ကိုခေါ်ယူမှာပေါ့နော်။အားကြောင့်မို့လို့ United ကဒီကစားသမားကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့တာလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ PSG အသင်းကတော့သူတို့ရဲ့ကစားသမားကိုယူရိုတန်း90ကျော်ရမှလက်ခံနိုင်မယ်ဆိုပြီးတော့PSG အသင်းကတောင်းဆိုထားတယ်ပေါ့နော်ယူရိုတန်း90မရဘူးဆိုရင်တော့ကစားသမားကိုရောင်းချမှာမဟုတ်ဘူးပေါ့နော်သူတို့အနေနဲ့ကတော့ကစားသမားကိုအငှားချတာထက်အပိသက်ရောင်းချခြင်းနေတယ်ကစားသမားလေးကလည်းကျွန်တော်တို့ဒီ PSG အသင်းကနေပြီးတော့ထွက်ချင်နေတယ်ဆိုပြီးသတင်းတွေကသိရတယ်။ဘာကြောင့်လဲဆိုတော့ကစားသမားလေးကဒီ PSG အသင်းမှာကျွန်တော်တို့ပွဲထွက်ခွင့်ကတိတ်ပြီးတော့မရဘူးပေါ့နော်ပွဲထွက်ခွင့်မရတဲ့အတွက်ကြောင့်မလို့ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းကိုပြောင်းချင်တာပြီးတော့ကျွန်တော်တို့ဒီ PSG အသင်းမှာအခုလက်ရှိဆိုရင်ကစားသမားလေးကဘယ်လောက်ထိဒီပွဲကစားချိန်နည်းလဲဆိုတာကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒီ PSG အသင်းမှာတို့လီဂူဝါမှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ရာသီကပေါ့နော်2025-2026မှာဆိုရင်24ပွဲပဲသူကစားခဲ့ရတယ်3ဂိုးသွင်းယူခဲ့တယ်ဖန်တီးမှုတော့မလုပ်နိုင်ခဲ့ဘူးပေါ့နော်2024-2025မှာဆိုရင်သူ6ပွဲပဲကစားခဲ့ရတယ်6ပွဲမှာသူတကိုးသွင်းတကိုးဖန်တီးနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီလီဂူဝါမှာပေါ့ဒီချန်ပီယံလိမှာဆိုရင်သူ4ပွဲကစားခဲ့ရတယ်ဂိုးသွင်းယူနိုင်ခြင်းမရှိသလိုဖန်တီးမှုလည်းမရှိခဲ့ဘူးပြီးကျွန်တော်ဒီ World Cup ပေါ့နော်ဒီ World Cup ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်ဒီစီနီကောလေရွေးစဉ်ကို၄ပွဲထိကစားခဲ့တယ်သူတကိုးသွင်းခဲ့တယ်ဖန်တီးမှုတော့မပြုတ်လုပ်နိုင်ခဲ့ဘူးပေါ့နော်ဒီအာဖရိကဖလားမှာဆိုရင်လည်းကျွန်တော်ဒီ2024-2025မှာ6ပွဲထိသူကစားခဲ့တယ်တကိုးသွင်းယူနိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီသူ့ရဲ့နိုင်ငံလေရွေးစဉ်မှာစွမ်းဆောင်ရည်ပြထားတဲ့ဒီပွဲစဉ်ပေါင်းနဲ့ကျွန်တော်ပွဲကစားတဲ့အချိန်အတွက်ပေါ့နော် PSG အသင်းမှာဆိုရင်တော့သူတိတ်ပြီးတော့ပွဲထွက်ကစားခွင့်မရှိဘူးပေါ့ပွဲထွက်ကစားခွင့်ကလည်းကျွန်တော်ဒီဒူဝေးတို့ဒီပြီးကျွန်တော်ဒီတခြားတိုက်စစ်ကစားသမားတွေရှိနေတာကိုမြာ PSG မှာကတကယ်ဆရာကြီးတွေလည်းရှိနေတာပြီးတော့ဒမ်ဘလီတို့ပေါ့နော်ဒီကစားသမားတွေကိုကြော်ဖို့ကကစားသမားအနေနဲ့ကအဆင်မပြေဘူးဗျာဒါကြောင့်မလို့ကစားသမားလေးကအသင်းပြောင်းချင်တာ United ကလည်းဒီအခွင့်အရေးကိုအသုံးချချင်တာခက်တာကကျွန်တော်တို့မှာကအငှားပဲခေါ်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အပိသက်ခေါ်ယူဖို့ကတော့ United တို့စူးစမ်းမှာမဟုတ်ဘူးအကယ်၍ PSG အသင်းကယူရိုတန်း90လဲမချဘူးအပိသက်လဲခေါ်ယူရမယ်ဆိုရင်တော့ကျွန်တော်ဒီအပြောင်းရွှေ့ကဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ကစားသမားအနေနဲ့ကလည်းဒီကစားပုံကကျွန်တော်ဒီအဓိကတော့သူညာတော်မှာတိုက်စစ်မှာကစားတာပေါ့နော်တခါတလေမှသူဒီဆန်နာဖောမှာလည်းအကောင်းဆုံးပုံစံနဲ့ကစားတယ်တခါတလေမှဘယ်တောင်မန်ကိုလည်းသူအကောင်းဆုံးပုံစံနဲ့ကစားနိုင်တယ်အဓိကကစားတာကတော့ဒီအမတ်ဒီယာလိုတို့ကစားတဲ့ညာတော်မန်တိုက်စစ်မှာကစားတာဒီ Force 9နေရာမှာလည်းအကောင်းဆုံးကစားနိုင်တယ်ဆိုပြီးသိရတယ်ကစားသမားလေးကမြန်တယ်ပြီးကြိုဒီ1/1ဒီ
ဒီကြော်ဖြတ်မှုတွေမှာအကောင်းဆုံးပုံစံနဲ့လုံနိုင်တယ်ပြိုင်ဘက်ခံစစ်ကိုဒီဒုက္ခကောင်းကောင်းပေးနိုင်တယ်ပေါ့နော်ဒီ dribbling ဘိုင်းဒီမှာဆိုရင်လည်းသိပြီးပြောစရာမလိုဘူးလင်းမြန်နဲ့ပဲတိုက်စစ်ကိုကျွန်တော်တို့ကောင်းမွန်ဆုံးပုံစံတွေနဲ့သူဖိအားပေးနိုင်တယ်ပေါ့ဗျာတိုက်စစ်ကစားသမားတစ်ယောက်ဒီလိုအပ်တဲ့ရေးချင်းတွေသူ့မှာရှိတယ်ဒါပေမဲ့ကစားသမားကဒီအတွေ့အကြုံပိုင်းဆိုင်ရာကတော့နည်းသေးတယ်ဒီအတွက်ကြောင့်မလို့ညနေတို့ခေါ်ယူမယ်ဆိုရင်ဒီကျွန်တော်တို့ပွဲထွက်ကစားခွင့်အနှဲငယ်လောက်လေးကတော့ပေးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကစားသမားကလည်းဒီပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းကိုပဲသူပြောင်းချင်တာပုံမှန်ပွဲထွက်ခွင့်မရဘူးဆိုရင်တော့ကစားသမားအနေနဲ့ကဒီအနေငယ်စဉ်းစားကောင်းစဉ်းစားနိုင်ဖွယ်ရှိပါတယ်ဗောနော်။ဒါကတော့ကျွန်တော်တို့ဒီ August လ23ရက်နေ့မှာဗောနော် United နဲ့ပတ်သက်ပြီးရရှိထားတဲ့ပြောင်းရွှေ့သတင်းကြောင်းရာတွေဖြစ်ပါတယ်။ညီကိုတို့အနေနဲ့ကဒီသတင်းကြောင်းတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်ရှိကြလဲဗောနော်ဝင်ရောက်ပြီးဆွေးနွေးပေးကြပါဦး။ကျွန်တော် United Glory 7 YouTube channel လေးကို subscribe လုပ်သေးဆိုရင်လုပ်ပေးကြဖို့တောင်းဆိုပါတယ်။ကျွန်တော် United Glory 7 Facebook page လေးကိုလည်း like and follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်